နေဝင်ချင်းရောက်ခဲ့မြေမထင်ဘူးပေါ့ဒီနေရာတိခရီးထွက်မသွားခင်တွေ့တာနောက်ဆုံးပေါ်အပြန်လာအောင်မလာမင်းကိုစောင့်မျှော်နေမိခဲ့အခွဲခွာခြင်းဆိုတဲ့ကံတရားတွေတဲ့လူတယောက်တန်ဖို့ဟာမရှိချိန်မှနားလေဘယ်နဲ့နောက်ထပ်တွေ့ရတော့ဘူးအကျဉ်းကလုံးမိုးသားတဲ့ခရီးထွက်သွားတော့တကယ်ဆိုအကောင်းဆုံးပေးဆက်သွားခဲ့တာပဲအကျဉ်းတွေအားလုံးနောက်ဆက်ထားခဲ့လိုက်တော့ငြိမ်းချ